ဒီနေ့မှာတော့ Toshiba Carrier Aircon ရဲ့ product တွေနဲ့ပတ်သက်ပြီးအပေါ်ပစ္စည်းရှားပါးမှာကိုစိုးရိမ်နေတာဒီလိုမျိုးပြဿနာတွေမကြုံရဖို့အတွက်ကျွန်တော်တို့ရဲ့ showroom မှာအပေါ်ပစ္စည်းနဲ့ပတ်သက်ပြီးလုံလောက်စွာထားရှိပေးထားပါတယ်Toshiba Carrier 9 Mata Aircon တွေဟာခိုင်ခန့်ရိုးရှင်းစွာတိစောက်ထားတဲ့အတွက်မြည်သည့် Aircon ပညာရှင်တွေဆိုအချိန်တိုအတွင်းမှာအလွယ်တကူပြုပြင်နိုင်ပါတယ်။ Toshiba Carrier Aircon ရဲ့ Auto Unit တွေဟာ USA နည်းပညာနဲ့ထုတ်လုပ်ထားတာကြောင့်အများကြမ်းခတ်ပါတယ်။အကယ်၍ဒီလိုတစ်ခုအဲ့ဒါတက်ခတ်မယ်ဆိုရင်တော့အပေါ်ပစ္စည်းအလွယ်တကူရရှိနိုင်တာကြောင့်သုံးသက်သူတွေအတွက်အားသာချက်တစ်ခုပါပဲ။